ဆီယံနိုင်ငံသားရေးဝန်ကြီးတွေနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF မှာပါဝင်နေတဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေဖြစ်တဲ့ KNU ချင်းအမျိုးသားတပ်ဦး CNF ကရင်အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ဇူလိုင်လ23ရက်နေ့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။စစ်အာဏာရှင်စနစ်အပြည့်တိုင်းဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတိုင်းရင်းသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံနိုင်ရေးနိုင်ငံရေးမှာစစ်တပ်ပါဝင်မှုအဆုံးသတ်ပြီးအယက်သားအစိုးရအုပ်ဆောင်မှုဖြင့်တိုင်းပြည်ကိုထူထောင်မှုမြန်မာအရေးအဖြေရှာရမှာသက်ဆိုင်သူအားလုံးပါဝင်မှုဆိုတဲ့အချက်တွေကိုအခြေခံပြီးဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်။ဇူလိုင်လ12ရက်နေ့မှာကျင်းပခဲ့တဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးတွေနဲ့အာဏာသိမ်းစစ်ကောင်စီခန့်နိုင်ငံသားရေးဝန်ကြီးတွေ့ဆုံမှုအပြီးမှာလဲမြန်မာနိုင်ငံမှာဖန်စီတိမ့်သိမ်းခံထားရတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုလွှတ်ပေးဖို့အကြမ်းဖက်မှုလျှော့ချရေးလုပ်ဖို့နဲ့လူသားချင်းစာနာမှုအကူအညီတွေကြေကြေပြန့်ပြန့်ရောက်နိုင်ဖို့ပြုလုပ်ရေးအာဆီယံနိုင်ငံသားရေးဝန်ကြီးတွေကတောင်းဆိုခဲ့တယ်လို့စင်ကာပူနိုင်ငံသားရေးဝန်ကြီးကပြောပါတယ်။တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့လည်းကြေကြေပြန့်ပြန့်ထိတွေ့ဆက်ဆံတာမျိုးလည်းပြုလုပ်နေတာလည်းရှိပါတယ်။မြန်မာနိုင်ငံအခြေအနေကအလွန်မဲ့ရှုပ်ထွေးပြီးအဓိကတော့အာဆီယံအနေနဲ့ကြေကြေပြန့်ပြန့်နဲ့အားလုံးပါဝင်ရေးမှုနဲ့ထိတွေ့ဆက်ဆံသွားရေးဖြစ်ပါတယ်လို့စင်ကာပူနိုင်ငံသားရေးဝန်ကြီးကပြောပါတယ်။အာဆီယံကိုတတိပေးတဲ့အနေနဲ့ကတော့ကျောင်းသားတပ်မတော် ABSDF ချင်းအမျိုးသားတပ်ဦး CNF ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကရင်အမျိုးသားအစည်းအရုံး KNU အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC အမျိုးသားညီညွတ်ရေးအစိုးရ NUG စသဖြင့်ဒီမိုကရေစီနိုင်ငံရေးအင်အားစုစုစုပေါင်း20ခုကအာဆီယံရဲ့ပုံသဘောတူညီချက်5ချက်ကိုပုံမှန်လင်းညင်ပယ်နေတဲ့အကြမ်းဖက်စစ်တပ်နဲ့ပြန်လည်တည်မြဲရေးစီစဉ်ညှိနှိုင်းရန်ခက်ခဲကြောင်းပူးရဲလက်မှတ်ရေးထိုးပြီးတော့ထုတ်ပြန်လိုက်ပါတယ်။